ဖုန်းဘက်ထရီ 1% ရှိနေတာနဲ့တင်ကြောင်းလက်တကြားအားသွင်းရှာကြတဲ့ခေတ်ဒါပေမဲ့ဒေလူမျိုးသားဖြစ်နေတဲ့ကိုယ့်ရဲ့အိမ်မက်တွေကိုတော့ဘယ်တော့မှပြန်ရှင်းသန်းအောင်မကြိုးစားကြဘူးဖုန်းကိုနေ့စဉ်အားသွင်းကြပြီးမဲ့ကိုယ့်အိမ်မက်ချက်တွေစိတ်ကူးတွေကိုတော့ဘယ်တော့မှပြန်ပြီးအားမဖြစ်ကြဘူးဖုန်းက 5% ဆိုတာနဲ့အရေးပေါ်အားသွင်းမှုလန့်ပြေးကြတယ်ဒါပေမဲ့အိမ်မက်တွေပြောက်ကွယ်သွားတဲ့အထိဘာမှမပြောဘဲနဲ့နှုတ်ဆက်နေတတ်ကြတယ်ဒါကြောင့်ဖုန်းအတွက်အားသွင်းဆက်ရှာရင်ကိုယ့်ဘဝအတွက်စိတ်တက်ကြွစီမဲ့မီးစက်လေးတစ်လုံးကိုလည်းရှာဖွေလိုက်ပါဘဝဆိုတာကဖုန်းဘက်ထရီလိုပဲအားသွင်းဖို့လိုအပ်တယ်အိမ်မက်တွေကိုမျှဝေဖို့လိုအပ်တယ်အနာဂတ်စီကိုအားပြည့်နေအောင်ဆရာတက်တမှုတွေသွင်းထားဖို့လိုအပ်တယ်ဒီတကတော့ကိုယ့်အိမ်မက်တွေကိုပြန်လဲအားသွင်းလိုက်ပါဘယ်သူမှမယုံကြည်နိုင်လောက်အောင်ကြီးမားတဲ့အောင်မြင်မှုစီကိုကိုယ်တိုင်ယုံကြည်စွာနဲ့ခြေတက်လိုက်ပါအိမ်မက်ထက်မင်းရဲ့ဘဝအတွက်ဓာတ်အားတစ်ခုပါဒါကိုမင်းကိုယ်တိုင်မငြင်းပယ်ပါနဲ့မိတ်ဆွေတို့အတွေးခေါ်နဲ့အမြင်တွေရစေဖို့စောင့်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Webpower Audio Book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျ